ဘလောက်ခု player တွေဖြစ်ကိုဖြစ်ဘူးအချက်၅ချက်နံပါတ်1 like and follow မသိရ player ကိုအရေးကြီးတာတစ်ခုလုပ်နေဗျဥပမာကျွန်တော်တို့ level fan နေရလို့ဘောတက်နေရလို့အချိန်ပါဗျာလာချဘူးနော်လာချပြီးတက်သွားဗျာအဲ့ဒါကိုလုံးတဲ့ဟာအကုန်လုံးပြတ်သွားပါဗျာအဲ့လိုမျိုး player တက်ကိုရှိရအဲ့လို player အကြောင်းလည်းကျွန်တော်လည်းတော်တော်ကိုစိတ်ညစ်ခဲ့ရဘူးပါဗျာဘာလို့လဲကျွန်တော်အနေနဲ့တူတူပဲစိတ်ညစ်ခဲ့ရဘူးမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်နံပါတ်2ဖူမာဖာမီချင်းဒီချက်ကတော့ rate လုပ်တဲ့အများနဲ့ rate လုပ်တဲ့ player ဆိုတည်ရဗျာကျွန်တော်တည်ရမလားကိုကဗျာ rate လုပ်မယ်ဟိုရင်ဗျာကတ်ဝယ်ရတယ်မှာကတ်ဝယ်ရင်ကျွန်တော်မကောင်းတဲ့ဖူနဲ့ပဲထုတ်ပြီးဝယ်ရဗျာတခါလေးကြတည်ရမလားအဲ့မကောင်းတဲ့ဖူကြီးကိုပဲကျွန်တော်တို့ကအဲ့ကတ်ဝယ်လို့နဲ့ရောပါတည်ရမလားရောပြီးတခါကျကျွန်တော်မှားဖာမီကိုဗျာရောပြီးတခါကျကျွန်တော်မှားဖာမီကိုကျွန်တော်လည်းအဲ့လိုဖြစ်ဦးပါတယ်ကျွန်တော်ဒီတစ်ခါတော့ခေုံနေစားထားအဲ့လိုမျိုးကျွန်တော်ဘုံတော့အီမီရပေါ့တည်ရဘုံတော့အီမီရကြည့်လိုက်တော့ rate ကိုမလုပ်ချင်တော့ဘူးဗျာအဲ့ဒါမျိုးအကျုံဝီမြန်ဝီစတက်လည်းမရတော့ဘူးလေဗျာတည်ရမလားကန်ဟိုဖိုးပါဗျာကျွန်တော်ဝင်ဂိမ်းနေရာကိုထွက်ချင်စိတ်ကိုပေါက်တာကျွန်တော်စိတ်တူပါဗျာနံပါတ်3 rate လုပ်ရင်ရင်းနစ်တည်တာဒါကြီးကတော့ဗျာဘလောက်ခု player ကြီးတော်တော်များများကြုံတွေ့ရပါတော့ကျွန်တော်ပထမ island ပြီးတော့ကြည့်နောက်ထပ် island သွားမယ်လို့မှရင်းနေပြီတည်ရောဗျာနံပါတ်4ဖူကောင်းပွင့်တဲ့အချိန်မှာပတ်စံမရှိရ player ကိုကဗျာပတ်စံနေဖူတာဒါပေမဲ့ဖူကောင်းကမပွင့်သေးဘူးဗျာအဲ့ဒါကိုကျွန်တော်ဖူရေးကြည့်မလားနှိုက်ပလိုက်တယ်ဗျာဖူနှိုက်တာပတ်စံပဲကုန်သွားတာဗျာဖူကောင်းကြတာဟိုလည်းမရဘူးပတ်စံမရှိတဲ့အချိန်ကျမှဖူကောင်းကထပွင့်နေဗျာဟာရှော့ယူရောဟာရှော့ယူပါဗျာအဲ့ရမှာဟာဘယ်သူမှကြိတ်လို့မရတော့တခြားလူတွေဖူကောင်းနေစားတာဘရာတို့လည်းကြုံဦးမှာပါโอเคနံပါတ်5ကတော့ကျွန်တော်ကိုယ်တိုင်ပါပဲဖူးနိုင်တိုင်းကံမကောင်းတာပေါ့ဗျာ